ကျွန်တော်တို့ကကုန်ပစ္စည်းကိုရောင်းအောင်တက်အောင်လုပ်တာပဲဖြစ်ဖြစ်ပေါ့နော်လူလူစီယုံတာပဲဖြစ်ဖြစ်ဒီတာအချက်လက်တွေပြောယုံတယ်မလုံလောက်ဘူးလူတွေရဲ့မသိစိတ်ထဲမှာရှိရဲ့ခံစားချက်တွေ feeling တွေကိုပါတွန်းမိုးဆောင်ရွက်ဖို့လိုလို့ဆိုပြီးတော့ဒီ public relation ရဲ့ဆရာကြီးဖြစ်တဲ့ဒီ Edward Bernays ကနေပေါ့နော်ပြောခဲ့တာလေးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ1920လောက်ကဗျာသမှုတော်လှန်ရေးတွေဖြစ်တဲ့အခါကျတော့ဒီအဲ့မှာကသူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကအရန်များတယ်တယောက်နဲ့တယောက်နဲ့လည်းထုတ်ကုန်ပစ္စည်းရဲ့ဟိုပုံစံတွေကတိတ်မကွာကြဘူးပေါ့နော်မကွာကြတော့အပြိုင်ဆိုင်တွေအရန်များတဲ့အခါကျတော့ဒီ marketing မှာပို့ပြီးတော့ဟိုလောက်လာတာပေါ့နော်အဲ့ချိန်ရလေ marketing လုပ်တဲ့အခါမှာကျွန်တော်ဟိုပြောချင်တာတော့ product centric လို့ပြောတဲ့ approach မျိုးပဲများတယ်တော့ဘာလဲဆိုတော့ဗျာဒီဥပမာထားပါတော့ဒီကားဆိုလို့ရှိရင်ဘလောက်အကျန်းခံတယ်စီစားလုံးကဘလောက်ပေါ့လို့ဗျာဆက်တစ်ဖြစ်ပေါ့နော်ဒီလိုမျိုး product ရဲ့ information ကိုပဲများသောအားဖြင့်ကြီးညာကြတယ်အဲ့မှာအဲ့လိုမျိုးကြီးညာတဲ့အခါမှာဒီဘာနေရပေါ့နော်သူစဉ်းစားပြီးတော့သူလုပ်ခဲ့တဲ့ model လေးတစ်ခုရှိရပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီတစ်ခါသုံးခွက်တွေကိုရောင်းအားတက်အောင်သူလုပ်ခဲ့တဲ့ idea လေးတစ်ခုပေါ့နော်သူဘယ်လိုလုပ်လဲပေါ့နော်သူဘယ်လိုလုပ်လဲဆိုတော့သူကလူတွေရဲ့ဒီကြောက်စိတ်ပေါ့နော်ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကြောက်တဲ့စိတ်စိုးရိမ်စိတ်တွေသူကအတုံးချသွားတယ်ပေါ့နော်ပြောရမယ်ဆိုတော့စကားလုံးကပြောမယ်ဆိုနည်းနည်းလေးတော့နားထောင်လို့မကောင်းဘူးအတုံးချပြီးတော့မှသူကဒီလူတွေရဲ့မသိစိတ်ထဲမှာဖြစ်နေတဲ့ဒီလိုကြောက်ရွံ့မှုတွေဒီစိုးရိမ်မှုတွေကိုသူကအတုံးချပြီးဒီ product လေးကိုသူရောင်းကောင်းသူလှုပ်သွားတယ်ပေါ့သူအဲ့လိုလှုပ်ဖို့အတွက်သူဘာကိုပြင်ဆင်လဲဆိုတော့ဒီအများဆုံးစိုက်တွေမှာရှိတဲ့ဒီပြန်ပြီးတော့ကျွန်တော်တို့သုံးလို့ရတဲ့ခွက်တွေပကံတွေပေါ့နော်ဒါတွေကကျမကြီးနဲ့မညီညွတ်ဘူးဘယ်လိုလဲဆိုတော့ယောဂရှိတဲ့လူတယောက်ကစားသုံးရင်နောက်လူစားသုံးမယ်ဆိုယောဂရနိုင်တယ်ပေါ့နော်သူကဒါမျိုးလူတွေကိုမသိစိတ်ထဲမှာလူတွေစိတ်ထဲမှာစိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေသူကဖြစ်လာအောင်လို့သူကပထမဦးဆုံးသူကဖန်တီးလိုက်တာဖန်တီးပြီးတော့မှသူကဘာနဲ့ပြန်အစားထိုးလဲဆိုတော့သူကဒီတစ်ခါသုံးခွက်တွေကိုသုံးဆွဲမယ်ဆိုလို့ရှိရင်ဒီလိုပြဿနာတွေကိုရှောင်ရှားနိုင်တယ်ပေါ့နော်ဒီလိုပြဿနာတွေမဖြစ်နိုင်ဘူးဆိုပြီးသူကလောက်ခဲ့တယ်ပေါ့နော်အဲ့မှာသူတစ်ခါသုံးခွက်တွေရဲ့ရောင်းအားကိုသူကပြင်တကယ်အဲ့တော့သူအဲ့နေရာမှာသူတစ်ခါသုံးခွက်ကဘယ်လိုသုံးပြလို့ရပါတယ်ဘာညာဆိုတော့အချက်လက်ထက်သူကခုနပြောတယ်လူတွေမသိစိတ်ထဲမှာရှိတဲ့feeling ပေါ့နော်ဒီ feeling ကိုသူကအသုံးချပါတယ်ဒါချပြီးလောက်တာအဲ့တော့ကျွန်တော်တို့ကလူတွေကိုစီးယုံတဲ့နေရာမှာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ကုန်ပစ္စည်းတွေကိုရောင်းအားကောင်းအောင်လုပ်တဲ့နေရာမှာဖြစ်ကျွန်တော်တို့ပေးရင်တဲ့ data တစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတဲ့တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့အပြင်ကိုကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုလူတွေရဲ့ဒီမသိစိတ်ထဲမှာခံစားနေရတဲ့အရာတွေကိုကျွန်တော်တို့ကတိမှသာပြင်ဒီຢာကိုကျွန်တော်တို့ကဟိုလူတွေကိုပို့ပြီးတော့တွန်းမိုးဆောင်ရွက်ရမယ်ပေါ့နော်ဒီနေ့ဒီပြောခဲ့တဲ့ပုံမှာပေါ့နော်တင်းရဲ့ထင်မြင်ချက်ကဘယ်လိုရှိလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ comment မှာဆွေးနွေးသွားလို့ရပါတယ်နောက်ပတ်တွေမှာလည်းဒီ public relation နဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေဆက်လက်မျှဝေပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်